အာရှနဲ့ဥရောပရဲ့သွေးမထွက်ဖူးတဲ့ပြိုင်ဆိုင်ကားကဘာကျော်ဖိုက်တာ2ဦးတိုက်ပြီးခိုက်ပြီးဟေးဆိုတာနဲ့မယုံမပိန်အောင်မှအနေစုံတော့ကွဲကြပြေးကြပါတယ်။ဘာလို့လဲဆိုတော့တိုက်ရခိုက်ရတယ်ဆိုတာကတော်တော်လေးကိုအန်ဒီရများတဲ့အရာတစ်ခုလည်းဖြစ်တယ်လို့အရန်ကိုလည်းစွန့်စားရတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်အခုလိုမျိုးအန်ဒီရများတဲ့အားကစားတစ်ခုကိုရှင်ပြန်ရတဲ့တိုက်ခိုက်ရေးသမားတွေကိုအဖွဲ့အစည်းတွေကတိုက်ခိုက်နေစဉ်အတွင်းဘာပဲဖြစ်ဖြစ်လက်ခံနိုင်ရမယ်ဆိုတဲ့စာချုပ်နဲ့ရှင်ပြန်ခိုင်းရတာပါ။နောက်ပြီးတော့ဒီလိုတိုက်ခိုက်ရေးနေပင်မှာသွေးမထွက်ဘူးတဲ့ fighter ဆိုတာကလည်းအတော်နေတယ်ရှိကိုမရှိသလောက်အနေထားပါမိုဟာမက်အလီတို့ခေတ်တုန်းကပဲဒါမျိုးရှိခဲ့တာပါဒီဘက်ခေတ်မှာဆိုလို့ရှိရင်လည်းအတော်လေးကိုနေပါလုံးပါတယ်ဒါပေမဲ့ဒီ fighter နှစ်ဦးကတော့မွေထိုင်းနဲ့ MMA မှာသွေးလုံးဝမထွက်ဘူးတဲ့ fighter တွေဖြစ်ကြပါတယ်သူတို့ကတော့ Rotan နဲ့ Khabib ပါ Rotan ကမွေထိုင်းရဲ့ဂန်တွေတူဖြစ်ပြီးတော့ Khabib ဆိုလို့ရှိရင်လည်း UFC ရဲ့ဂန်တွေ fighter တူဖြစ်ပါတယ် Rotan ကတော့ထိုးနေစေဖြစ်ပြီးတော့ Khabib ကတော့အနားယူသွားခဲ့ပါပြီသူတို့ထိုးတဲ့ပွဲတိုင်းမှာပြိုင်ဘက်တွေကရစရာမရှိတာပါသွေးမထွက်ဘူးဆိုရင်တော့သူတို့နဲ့ပြိုင်ထိုးရတဲ့ fighter တိုင်းကသူတို့ကိုအနိုင်ယူဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူး Rodan ဆိုရင်သူ့ထက်ပိုကောင်းလို့နဲ့ DJ နဲ့ Tension Nasu Kawaru နဲ့ Super Let တို့ရဲ့အနိုင်ယူမှုကိုခံခဲ့ရသေးပေမဲ့သူ့ရတော့မထွက်ခဲ့ပါဘူး Khabib ကတော့ professional ဘောမှာသူ့ကိုဘယ် fighter မှအနိုင်ယူနိုင်ခဲ့ပါဘူးကောင်းပါလေဆိုတဲ့ corner ကတော့မှသူ့ကိုမနိုင်ခဲ့တာပါနောက်ပြီးတော့ Rodan နဲ့ Khabib တို့ကသွေးထွက်ဖို့မပြောနဲ့သူတို့ထိုးတဲ့ပွဲတွေမှာချွေးတောင်ထွက်ရလားလို့မေးယူရမယ့် fighter မျိုးတွေဖြစ်ပါတယ်နောက်ပြီးတော့ပြိုင်ဘက်တွေဆိုလို့ရှိရင်လည်းသူတို့ကိုမလေးမစားမလုပ်ရဲကြဘူးဗျသူတို့နာမည်ကိုကြားရနေမယ်ခြေတုံဒူးတော်အောင်ကြောက်လန့်ကြတာပါဒါကြောင့်မလို့သူတို့ရဲ့အနေထားနဲ့ level ကမွေထိုင်းတဲ့ MMA လောကမှာဆိုလို့ရှိရင်တော်တော်လေးကိုမြင်လုံးပါတယ်ဒီ level တွေကတခြားပြိုင်ဘက် fighter တွေသူတို့လိုက်မိဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ပါဘူးသူတို့အကြောင်းတစ်ခုအကြောင်းသာနိုင်သွားလိမ့်မယ်သူတို့ရဲ့ level ကိုဘယ်တော့မှလိုက်လို့မမိနိုင်ပါဘူး Rodan တော်မှာ pro fighter ဘောမှာဒိဋ္ဌိကျဲ3ယောက်ကအနိုင်ယူခဲ့ဘူးပေမဲ့ Khabib ကိုဆိုရင်တော့ဘယ်သူမှအနိုင်ယူလို့မရခဲ့တာပါဒီတော့ Rodan နဲ့ Khabib တို့ကကမ္ဘာတိုက်ခိုက်ရေးလောကအတွက်ဖျားပေးတဲ့လက်ဆောင်တွေလို့ပြောမယ်ဆိုရင်တော့မှားမယ်လို့မထင်ပါဘူးကောင်းလွန်ပြီးတော့ပါရမီပါလုံးနာရတဲ့ရက်ဆက်လုံးပါတယ်သူတို့ရဲ့ပုံစံနဲ့အောင်မြင်မှုကိုတခြား fighter စီမှာမြင်တော့မှမမြင်ဘူးနောက်ပြီးရှိလည်းမရှိပါဘူးရှိလာမှလည်းမဟုတ်ပါဘူးဥမာလေးပြောမယ်ဆိုလို့ရှိရင်တော့ Rodan နဲ့ K ပြိုင်က Super Let ပါဒါပေမဲ့ Super Let ဘယ်လောက်ပဲကောင်းကောင်း Rodan ပဲနိုင်မှုRodan ရဲ့ level ကိုသူကလိုက်ပြီးတော့မမီနိုင်တယ်လို့ Rodan ရဲ့ရေသွေးမျိုးလည်းသူကမရနိုင်ပါဘူးအဲ့လိုပါပဲအစ္စလာမ်ကချက်ဘယ်လောက်ပဲအောင်မြင်Khabib ရဲ့ level နဲ့ Khabib လို့စွမ်းဆောင်မျိုးသူကမရနိုင်ပါဘူးလူမတူလို့စွမ်းဆောင်ရင်မတူဘာညာဆိုတာထက်သူတို့ရဲ့ပင်ကိုပုံစံတွေကထူးခြားနေကြတာပါဥပမာဗျာ Super Let Rodan နိုင်တာကပရိသတ်တွေကြားထဲမှာအဲ့လောက်နာမည်မကြီးသွားပေမဲ့ Rodan DJ ကို MMA ကစားပြီးရှုံးတာပို့ပြီးတော့နာမည်ကြီးသွားမျိုးပါအဲ့လိုပဲမဂါချက်ခပတ်တစ်ခုရအထက် Khabib ကိုနိုင်တာပို့ပြီးတော့နာမည်ကြီးခဲ့တယ်လို့မျိုးပေါ့အရေးချင်းချင်းတူတယ်ဆိုရင်တော့မှအချိန်ဝါရီကအပြတ်တက်ကိုကွာပါတယ်အဲ့လိုကွာနေတာမှသွေးမထွက်ချွေးမထွက် fighter အဖြစ်နဲ့ Rodan နဲ့ Khabib တို့ကရက်တီပြလိုက်တော့သူတို့ရဲ့ level ကိုလိုက်မိနိုင်တဲ့ကစားသမားသူတို့ရဲ့ဆန်ကိုရှင်နိုင်မဲ့ကစားသမားဆိုတာဒီကဘာမှာမရှိလာတော့ပါဒါကြောင့် Rodan လက်ရှိမှာခပတ်မရထားပေမဲ့လက်ရှိမွေထိုင်းလောကရဲ့လူငယ်ကန်တွေ fighter ဆိုတဲ့ဂုဏ်ပုံနဲ့ထိုက်တန်လုံးတယ်လို့ Khabib ကလည်းပဲလက်ရှိမှာနားယူသွားပြီဖြစ်တာတော့မှ UFC flyweight ရဲ့ထာဝရအကောင်းဆုံး fighter ဆိုတဲ့ဂုဏ်ပုံနဲ့ကိုထိုက်တန်လုံးပါတယ်ဒါကြောင့်သူတို့နဲ့တန်းသွားညှိဖို့ဘယ်တော့မှမကြိုးစားပါနဲ့သွေးမထွက်ချွေးမထွက်တဲ့ fighter တွေဖြစ်နေရတဲ့နေမယ်ကျန်တဲ့ fighter အားလုံးထက်သူတို့ကခေါင်းတစ်လုံးပို့ပြီးတော့တာသွားပါပြီခင်ဗျာ